ကျမ်းပြင်းအားဖြင့်တော့ဒီသဘောတရားအတိုင်းပုံမှန်လဲပတ်နေတာကိုကျမ်းမာရေးကောင်းနေတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာနော်သွေးသည်အသက်လို့ကျွန်တော်ပြောခဲ့တယ်နော်သွေးမရှိရင်အသက်မရှိတော့သလိုသေကန်ဤလူတွေကွယ်လွန်ကန်ဤလူတွေမှာသွေးဆန်းကြည့်လိုက်မယ်ဆိုရင်သွေးကအနောက်ကိုပြန်ဆုတ်သွားတယ်ဆိုတာကလည်းဒီသဘောတရားကိုပြောတာပဲဖြစ်နိုင်ပါတယ်ခင်ဗျလေ့လာမိတဲ့လောက်ထဲကနားလည်ထားသလိုဒါပြောရမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးနဲ့လေရဲ့အလုတ်လုတ်နေတဲ့ပုံစံကလှုပ်ရှားသွားလာနေတဲ့ပုံစံကဘာနဲ့တူလဲဆိုတော့အဝေးပြေးလမ်းမကြီးပေါ်မှာသွားလာလှုပ်ရှားနေတဲ့တည်ယူပို့ဆောင်ရေးကားတစ်စီးတော့မဟုတ်တွန်းလှဲကြီးတစ်စီးလိုပါပဲယထာလမ်းပေါ်မှာသွားနေတဲ့ယထာတစ်စီးနဲ့လည်းတူပါတယ်ခင်ဗျသွေးဆိုတဲ့ရှင်တစ်စီးထဲမှာနော်သွေးဆိုတဲ့ရှင်တစ်စီးထဲမှာရတာရေးအသွေးအသားရတာရေးအသွေးအသားအစီအယိုးချင်းစီတုတ်နော်အကျော်ပါထည့်ရမယ်ဆိုတော့ဓာတ်၈ပါးပေါ့နော်အားလုံးပေါင်းတော့ဓာတ်9ပါးပေါ့အဲ့ဒီခန္ဓာကိုယ်ထဲမှာနေရာတကျထားရမယ်ဓာတ်9ပါးနဲ့ကျင်ကြီးကျင်ငယ်ချွေးအစရှိတဲ့ဖြင့်စွန့်ပြစ်ရမယ်အညစ်အကြေးမလအမျိုးမျိုးတွေကနော်ဓာတ်၄ပါးမှာဝါရောတဲ့အဖြစ်ပါဝင်ပြီးတော့ဒေါသ3ပါးမှာလည်းလေဓာတ်အဖြစ်ပါဝင်ထားတဲ့ဗလာယုတ်ကအနောက်ကနေတွန်းပို့နေလို့သာသူတို့တွေကလိုရာခရီးကိုအချိန်မီရမီရောက်ကြရတာဖြစ်ပါတယ်။သွေးနဲ့အတူဓာတ်တွေမလတွေကိုလေကအနောက်ကတွန်းပို့နေလို့သာလိုရာခရီးကိုအချိန်မီရောက်နေကြရတာဖြစ်ပြီးတော့နော်အကျမ်းပြင်းအားဖြင့်တော့ဒီသဘောတရားအတိုင်းပုံမှန်လဲပတ်နေတာကိုကျမ်းမာရေးကောင်းနေတယ်လို့ပြောလို့ရပါတယ်။ဒါကကျွန်တော်တို့ဘာကြောင့်တက်ရှင်နေရတာလဲဘာကြောင့်ကျမ်းမာရေးကောင်းနေရတာလဲဆိုတာကိုကျွန်တော်လေ့လာမိတဲ့လောက်ထဲကကျွန်တော်မျှဝေတာပါ။အဲ့လိုမှမဟုတ်ဘဲနဲ့